Firebush ဖတ်ပူးသမျှထဲမှာရှင်ထဲမှာအစွဲကြံဆုံးမှန်ကားတစ်ခု Firebush ဆိုတဲ့နာမည်ကိုစစတွေ့တော့အစတုန်းကတခြားကားရဲ့လိုမျိုးမင်းသားမီလက်တင်နဲ့လိုက်ထိုးပြီးတော့ရန်သူဝင်လာယူဇက်သိမ်းမှာ main boss နဲ့ချနိုင်သွားလို့ရှိရင်ဒီအန်လို့ဆလန်ထုမဲ့ကားလို့ထင်ခဲ့ရကျွန်တော်လုံးဝမှားသွားတယ် Firebush မှန်ကားကျွန်တော်ဘာသာရေးနဲ့ပညာရေးကဘယ်လောက်ရေးပါကြောင်းဒီကဏ္ဍနှစ်ခုနဲ့လူနေမှုအဆင့်တန်းနဲ့တိုင်းပြည်ရဲ့အနာဂတ်ကိုပါဆုံးဖြတ်ပေးနိုင်ကြောင်းသင်ပေးခဲ့တယ်ဒီမှန်ကားကိုရေးဆွဲတဲ့လူကတခြားလူမဟုတ်ပါဘူးချိန်စောမှန်ကားကိုရေးဆွဲထားတဲ့ဖူဂျီမိုတိုပါဖူဂျီမိုတိုရဲ့လက်ရဆိုတာခင်ဗျားတို့သိတဲ့အတိုင်းပဲဆောက်ကျွန်းရဲ့ရပါစမြဲပဲဒါပေမဲ့ခမရတာတော့တာမဟုတ်ချိန်စောမှန်တာမန်ကိုနာအနမဲမုံမှန်လို့အသိမှာပါနောက်ပြီးတော့ Firebush ကချိန်စောမှန်လို့တော့လုံးဝမဟုတ်ဘူးချိန်စောမှန်ထက်ပိုကောင်းတယ်ဇလန်းကလည်းပိုကြည့်လက်တယ်တွေးစရာတွေကချိန်စောမှန်ထက်ပိုပေးနိုင်တယ်ဒီ Firebush ဆိုတဲ့မှန်ကအသွေးခေါ်သမားတွေတော်တော်တကယ်ရွှေပါပဲခမရများများတွေးနိုင်လေဒီမှန်ကဘယ်လောက်ကောင်းကြောင်းကိုသိနိုင်လေပဲနောက်ပြီးဒီ Firebush မှန်ကမှာလက်ထောက်အပြည့်လုပ်ခဲ့တဲ့လူတွေနည်းနည်းရတော့မဟုတ်တရက်တန် Spy Family Hair Paradise တို့ရဲ့အာသာတွေကိုယ်တိုင်ပဲသူတို့တွေကအာသာမဖြစ်ခင်မှာဖူဂျီမိုတိုရဲ့လက်အောက်မှာဒီမှန်ကဝိုင်းဝန်းကူညီခဲ့ကြတာမို့လို့ဒီ Firebush မှန်ကတရက်တန် Spy Family Hair Paradise ကိုဖြစ်လာအောင်လို့ငွေထုတ်ပေးခဲ့တဲ့မှန်ကလို့ပြောရင်လည်းမမှားပါဘူးဒါပေမဲ့ဒီဗီဒီယိုက review ဗီဒီယိုမဟုတ်ပါဘူးမှန်ကဖတ်ပြီးတဲ့နောက်မှာကျွန်တော်ရဲ့စိတ်ထဲမှာတွေးမိလာတဲ့ဒီမှန်ကကျွန်တော်တို့လက်တွေ့ဘဝကြီးရဲ့အားနည်းချက်တွေကိုဘယ်လိုမီးမောင်းထိုးပြနေလဲဆိုတော့ကျွန်တော်ညံပြီးလောက်ပြန်ပြောမဲ့ဗီဒီယိုဖြစ်ပါတယ်အဲ့ဒါကြောင့် Firebush မှန်ကမဖတ်ရသေးဘူးဆိုရင်တော့ spoiler လက်ပါပင်ကောမှာ Firebush မှန်ကမြန်မာဘာသာပြန် channel ရဲ့ link ကိုချထားပေးပါတယ်အရင်ဆုံးတစ်ဖက်ကြည့်လိုက်ပါ Mobile Legends game ဆော့ရတဲ့သူတွေအတွက်တည်ငောင်းတစ်ခုပါလိုက်ပြရစီကိုယ်တိုင် diamond တွေဝယ်ပြီးတော့ skin ဖောက်ရတဲ့အစပေါင်းများစွာတက်တာစေပြီးတော့လိုချင်တဲ့ skin တွေရမယ်ဆိုရင်ယုံပါလားဟုတ်ပါတယ်နားကြောင်မလို့ပါဘူးတကယ်ရမှာပါလူကြီးမင်းတို့လိုချင်တဲ့ skin တွေအစုလိုက်အပြုံလိုက်ရှိနေတဲ့ game account ဝင်လိုက်ယုံနဲ့ game skin တွေကိုထမင်းဟင်းခုခတ်တယ်လို့တင်ရမှာပါအဲ့ဒါတွေကို Outran ကိုယ်တိုင်ကစပစ်ပေးနေပါတယ်ယုံကြည်စိတ်ချရမှုအတွက်စိတ်မပူပါနဲ့တခုခုအမားယွင်းဖြစ်ခဲ့ရင်အဲ့ဒီ account ရဲ့တန်ဖိုး 80% အထိပြန်ပေးရပါအကောင့်တိုင်းကလည်းလာရောင်းတဲ့သူတွေစီကတတိချာချာလေးစစ်စစ်ဝယ်ယူထားတာမို့လို့ရောင်းသူနဲ့ဝယ်သူကြားအချိန်ကုန်လူပင်ပန်းလဲတက်တာငွေကြီးကုန်ကြရလဲတက်တာစေပါတယ်စိန်ဝယ်ပြီးကိုလိုချင်တဲ့စကင်ကိုရဖို့ဖျားတနေမယ့်အစားဒီလိုကိုလိုချင်တဲ့စကင်ပါတဲ့ဂိမ်းအကောင့်ဝင်လိုက်တာပို့ပြီးတော့တည်ကြတယ်မဟုတ်လားရှင်အသေးစိတ်သိချင်တယ်ဆိုရင်မိမိအကောင့်ရောင်းချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ဖြစ် Telegram Channel လေးကိုအပြေးလာခဲ့ပါနော် Channel မှာလည်းနေ့တိုင်း gift away ပေးနေတာမို့လို့ကန်ဆန်းလို့လည်းရပါတယ် link လေးကိုတော့ comment မှာပင့်ထိုးပေးထားပါတယ်ဒီကဘာမှာလူမျိုးပဲရှိတယ်။ကောင်းကြီးပေးခံထားရတဲ့လူနဲ့တာမန်ပဲ။ကောင်းကြီးပေးခံထားရတဲ့လူတွေကအစွမ်းတွေသုံးနိုင်တယ်။အစွမ်းအဆုံပါပဲ။မီးတွေထုတ်နိုင်တဲ့ကောင်တွေရှိမယ်။လျှက်စစ်ထုတ်နိုင်တဲ့ကောင်တွေမတည်နိုင်တဲ့ကောင်အဲ့လိုမျိုးအစွမ်းပေါင်းစုံတွေထဲကတစ်ခုခုကိုကောင်းကြီးပေးခံထားရတဲ့လူတွေ။တာမန်လူတွေကတော့တာမန်ပါပဲ။တာမန်မဟုတ်တာတော့တစ်ခုကတော့သူတို့နေတဲ့ကဘာကြီး Firebush ကဘာကြီးကအမြဲတမ်းအေးခဲနေပြီးတော့နှင်းနေတဲ့ပြင်းနေပြီးလုံးဝအေးကဘာကြီးအဲ့လိုအေးကဘာကြီးဖြစ်အောင်လဲရေခဲပြင်မားလို့ခေါ်တဲ့ရေခဲအစွမ်းကောင်းကြီးကြထားတဲ့လူတွေကလှုပ်ထားတယ်လို့အားတော့ယုံကြည်ထားကြတယ် MC ဖြစ်တဲ့ Agni ကလည်းတာမန်မဟုတ်ဘူးပြန်လဲရှင်သန်နိုင်တဲ့ regeneration စွမ်းအောင်ရထားတယ်အဲ့ထက်ပိုပြီးတာမန်မဟုတ်တာဒီကောင်ကကိုညမကိုပြန်ကြိုက်တဲ့ကောင်ထားပါတော့ Fujimoto ဆိုတာသိရတဲ့အတိုင်းပဲသူညမကလည်းသူ့ကိုလိုမျိုး regeneration စွမ်းတော့ရှိတယ်ဒါပေမဲ့သူ့ကိုတော့မစွမ်းဘူးသူ့ကိုကလက်ဖြတ်ရင်တော့မှတန်းပေါက်တဲ့အထိ regeneration ကကျက်မိမယ်သူညမကကြာတနားရီလောက်နေမှပြန်ပေါက်လာတယ် regenerate ဖို့အတွက်အချိန်ပိုယူရတယ်သူတို့နှစ်ယောက်နေတဲ့ကဘာကြီးကလည်းအဖိုးကြီးနဲ့ဘွားကြီးတွေကြီးပဲသူတို့ရဲ့ရွာမှာကလေးဆိုလို့ Agni နဲ့သူ့ရဲ့ညီမပဲရှိခမရစဉ်းစားကြည့်12လရာသီလုံးနှင်းနေကြနေပြီးတော့အေးဆက်နေတဲ့နေရာမှာအဖိုးကြီးနဲ့အဖွားကြီးတွေပဲရှိတယ်သူတို့ဘာလို့လုပ်ပြီးတော့ဘာကိုစားကြမလဲလူသားစားတာခုန regeneration လုပ်နိုင်တဲ့ကလေးတွေအတောက်ချက်စားတာတရွာလုံးအိတ်ကလေးနှစ်ယောက်ကြောင့်အသက်ရှင်နေရတဲ့လူသားစားနေတဲ့ရွာကြီးဒီလိုနဲ့တနေ့တော့ဒိုမာလို့ခေါ်တဲ့လူဦးဆောင်တဲ့စစ်သားတပ်ဖွဲ့တစ်ဖွဲ့ကနီးစပ်ရာရွာမှာတိုက်ပွဲအတွက်ရိခါဝင်ရင်းနဲ့ Agni တို့ရဲ့လူသားစားတဲ့ရွာကြီးကိုရောက်လာခဲ့ဒိုမာ Agni လိုမျိုးကောင်းကြီးရတဲ့လူဖြစ်နေတယ်သူ့ရဲ့ကောင်းကြီးကမီးစွမ်းအားဖြစ်ပြီးတော့သူ့ရဲ့မီးစွမ်းကတာမန်မီးမဟုတ်ဘဲနဲ့ပြင်းမတစ်ခုကိုပြာမဖြစ်မချင်းတောက်လောင်နေမဲ့ချိန်စာတဲ့မီးလီယံမျိုးဖြစ်တယ်ရွာထဲမှာရိခါရှာရင်းနဲ့အဲ့ဒီရွာမှာဘာစားစရာရိခါမှရှိမနေဘူးသူတို့တွေ့တာဆိုလို့လူသားပိုင်းစားတွေပဲရှိတယ်ဒိုမာလည်းတော်တော်လန့်ပါတယ်ဒါလူသားသွားတဲ့ရွာကြီးပဲဒီကောင်နဲ့လူမဟုတ်တော့ဘူးဆိုပြီးသူ့ရဲ့လူတွေကိုတက်ပြန်ဆုတ်ခိုင်းပြီးတော့ဒီတော့ဘယ်တော့မှမရှိခဲ့တယ်လို့မသိကြအောင်ဆောင်းလိုက်တော့လို့ပြောပြီးတော့ဒီလူသားစားနေတဲ့လေးချင်းကိုလုံးဝပြောက်ဖို့အတွက်သူ့ရဲ့မိကောင်းကြီးစွမ်းနဲ့တရွာလုံးကိုအရှင်လက်လက်မီးလောင်တိုက်တွင်လိုက်ပါတော့တယ်ဒီမီးလောင်တိုက်ထဲမှာ Agni ရဲ့ညီမက regeneration အားနေတဲ့အတွက်ကြောင့် Agni ကိုအသက်ရှင်အောင်နေပါဆိုတဲ့နောက်ဆုံးစကားပြောပြီးတော့တည်သွားခဲ့တယ်ဒါပေမဲ့ Agni ရဲ့ regeneration ကတော့သူညီမလိုမဟုတ်ဘဲနဲ့အားကောင်းလုံးနေတဲ့အတွက်ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကပြန်ပြီးတော့ကောင်းနေတယ်ဒူမာရဲ့မီးတွေကမငြိမ့်သက်နိုင်ဘူး။ Agni ကလည်းမတည်နိုင်ဘူး။မငြိမ့်သက်နိုင်တဲ့မီးကသူ့ကိုအမြဲတမ်းလောင်ကျွမ်းနေပြီးတော့သူ့ရဲ့စွမ်းအားခန္ဓာကိုယ်ကိုအမြဲတမ်း regenerate နေရမှုလို့
အမြဲနာကျင်နေပြီးတော့အရှင်လက်လက်ငရဲခံနေရတဲ့ဘဝမျိုးကိုရောက်သွားတယ်။မိတွေကပူလောင်လို့နာကျင်နေရပေမဲ့သူ့ခန္ဓာကိုယ်ကပြီးမတည်ပဲဒီနာကျင်မှုကိုစက်ခံခိုင်းနေတယ်။ရှင်းနှစ်တန်တိုင်းမိလောင်ကျွမ်းတဲ့ဝေဒနာကိုအန်တုခံရင်အသက်ရှည်အောင်သမျှသာတက်နိုင်တဲ့အခြေအနေအနေအကနီကနောက်ဆုံးတော့မီလီယံတွေကြောက်ထိန်းချုပ်ပြီးတော့လမ်းလျှောက်နိုင်လာခဲ့ပါတယ်။သူ့ခန္ဓာကိုယ်သူထိန်းနိုင်သွားတဲ့နောက်မှာသူရင်တော့တွေးမိတာသူညမကိုတက်ပြီးတော့သူ့ရဲ့ရွာကိုပျက်စီးသွားတဲ့ဒိုမာအကြောင်းပဲ။အကနီမှာရီမန်းချက်တစ်ခုပဲရှိတယ်။ဒိုမာကိုတက်မယ်မီလန်အနေနဲ့စပုံးလွှမ်းနေတဲ့ Firebase ဖြစ်နေအကနီတယောက်အခြေဦးတရားလျှောက်သွားရင်တစားချီမဲ့စီစဉ်ကိုစတင်လိုက်ပါတော့တယ်။ဘန်တော့စစ်ကားအဖွဲ့ကစစ်တုပ်ပန်းတွေကိုတည်လာပြီးမြို့အတွက်အသုံးချဖို့ခေါ်လာခဲ့တဲ့အထက်မှာအဲ့ဒီအထက်မှာဆန်ဆိုတဲ့ကလေးလေးကပါလာခဲ့တယ်။စစ်သားတွေကကားအောင်ဆင်ပြီးစစ်တုပ်ပန်းတွေကိုအနိုင်ကျင့်နေတော့ဆန်ကအနီမတက်လို့အသက်ခံရမယ့်လူတွေထဲကျော်ပါသွားခဲ့တယ်။ခိုးကောင်တွေကလည်းမညောင်တကောင်မီတကောင်တနက်နဲ့ခေါင်းအောင်ပဲချိန်ပြီးပြစ်တက်တာ။ဒိုင်းစစ်တုပ်ပန်းတွေတကောင်မီတကောင်တေးတာ။ဆန်ခမရလဲကြောက်လို့ဖျားခင်ခဲ့ပါဆိုပြီးဖျားခင်ဝဲတန်းသားနေပြီးဒီလိုနဲ့ဆန်ကလေးရောက်လာတဲ့အချိန်မှာစစ်သားကတမ်းမပြစ်ပဲနဲ့ကြောက်နေတယ်။တခြားလူကမင်းဘာလို့မပြစ်တာလဲဆိုပြီးတော့ဟိုဘက်မှာလူတယောက်လမ်းလျှောက်လာတယ်ဆိုပြီးတော့ပြစ်မဲ့ကောင်ပြန်ပြောတယ်လမ်းလျှောက်လာတာတခြားလူမဟုတ်ပါဘူးအကနီဒီလိုနဲ့အကနီကနိုင်ကျင့်ခံလူတွေကိုမြင်တော့သူ့ကပြကြခဲ့တဲ့ຢာတွေကိုပြန်မှတ်မိသွားပြီးတော့ဒီစစ်သားတွေအလုံးတက်ပေးလိုက်တယ်ဆန်လည်းအသက်ပေးရလွတ်သွားတော့အကနီနားသွားပြီးတော့ကျေးဇူးတင်ကြောင်းပြောပြီးသူတန်းသားနေတဲ့ဖျားခင်ခဲ့ပါဆိုတဲ့စကားအတိုင်းသူ့ကိုဖျားခင်ကလာခဲ့တဲ့ထင်နေမိတယ်တကယ်တော့အကနီကသူ့ဘာသာလမ်းကြုံလို့ဒုက္ခရောက်နေတဲ့လူကိုကယ်ပြီးုံတက်ပဲဆိုပေမဲ့ဆန်ရဲ့အသက်က10နှစ်အရွယ်ကလေးတက်တာပဲဖြစ်နေရကြောင်းတိတ်ပြီးတော့တွေးတော့နိုင်တာမရှိသေးဘူးသူပြောတတ်တဲ့အတိုင်းဖျားခင်ကယ်ပါလို့ပြောနေတဲ့အချိန်မှာအကနီကရောက်လာပြီးကယ်သွားတာမို့လို့အကနီကိုဖျားခင်လို့ထင်ပြီးတော့သူ့ကိုလာကယ်လို့ထင်နေအောင်ပါပဲအကနီကသူကဖျားခင်မဟုတ်ကြောင်းပြောပေမဲ့ကလေးတယောက်ယုံကြည်မှုတော့ဘယ်ချိုးပြတ်လို့ရပါမလဲဆန်ရဲ့နေရာကျင့်လည်းမမှားပါဘူးဒီလောက်အေးခဲပြီးတော့ညှို့လင်းချက်မရှိနေတဲ့ကဘာကြီးထဲမှာတယောက်တည်းမီးတွေတောက်ပြီးတော့ရန်သူတွေကိုပြက်ရှင်ပြီးကိုငရဲတွင်းတွေကကယ်ပြီးခဲ့တဲ့အကနီကိုဆန်ကတာမန်လူသားလို့မမြင်တော့ဆန်ရဲ့မျက်လုံးထဲမှာအကနီကသူစတောင်းနေတော့မှသူ့စီကိုရောက်လာတဲ့ဖျားခင်ဖြစ်သွားခဲ့သူကအကနီကိုအကျွမ်းမဲ့ယုံကြည်ပြီးတော့သူ့နောက်လိုက်ဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်ပျက်စီးနေတဲ့ခေတ်ကြီးထဲမှာလူတိုင်းကတခုခုကိုသူတို့ရဲ့ကိုယ်ပိုင်ဟန်နဲ့အစွန်းရောက်ကြတယ်လူတစ်ယောက်ကအစွန်းရောက်တယ်ဆိုတာသူရောက်တဲ့အရာကိုအပြည့်အဝယုံကြည်ခြင်းလို့အောင်းနေတတ်ချင်တယ်ဒိုမာဆိုတဲ့ character ကလည်းတကယ်တမ်းဘာသာရေးအစွန်းရောက်တယောက်ဒီနေ့မှာသူကလူသားစားတဲ့ရွာတရွာကိုတွေ့တော့ဒါမဖြစ်တင်ဘူးဒါမကောင်းတဲ့ရွာလို့သတ်မှတ်ပြီးတော့တရွာလုံးမီးလောင်တိုက်သွင်းပြီးတော့လူမျိုးတို့တက်ဖြတ်ခဲ့တာသူ့ရဲ့အမြင်ရကြည့်မယ်ဆိုရင်သူ့ရဲ့လုပ်ရကအမှန်နဲ့လူသားစားရဲ့ဆောင်မကောင်းတဲ့ဟာတွေလုံးနေတဲ့လူတွေလေးကျင့်နေတော့တခြားလူတွေမကူအောင်လို့သူကအမြင့်ဖြတ်ပေးတာလူဆိုးတွေကဘယ်တော့မှသူတို့ရဲ့လုပ်ရတွေကစိုးရလို့မထင်ကြဘူးသူတို့ရဲ့အမြင်မှာသူတို့ရဲ့လုပ်ရကအမှန်တယ်လို့ပဲမြင်ကြတယ်တကယ်တမ်းလည်းအမှန်တရားဆိုတာရှုရခုတက်ပဲခမရကိုအေးရပေါ်ကပြည့်စိတ်ကိုဒီပြည့်စိတ်ကအိတ်နေတော့လာကိုင်းနိုင်တယ်ဆိုပြီးတော့မကောင်းတဲ့လူစိုးဆက်တွင်းပြီးတော့ကိုယ့်ကိုကာကွယ်ရတဲ့အနေနဲ့ဖိတက်လိုက်ပေမဲ့ပြည့်စိတ်အတွက်တော့ဘာမှမဆိုင်ပဲလာဖိတက်တဲ့ခမရသူ့ကိုအသက်အန္တရာယ်လာပေးတဲ့လူဆိုပဲအခုလည်းအဲ့ဒီသဘောတရားပါပဲမိလောင်တိုက်သွင်းခံရလို့အရာအလုံးဆုံးရှုံးသွားတဲ့အကနီပေါ့ဒိုမာကသူ့ရဲ့ဘဝအပျက်စီးသွားတဲ့ကောင်ဖြစ်နေပြီမဲ့ဒိုမာအတွက်တော့ဒါလူမှန်ကန်တဲ့လုပ်ရက်ကိုလုပ်ခဲ့အောင်တက်ပဲဆန်းကလည်းအသက်10နှစ်ပဲရှိသေးရမလို့အများကြီးမတွေးနိုင်သေးဘူးသူသိရတခုကဖျားခင်လောက်ပဲသိရတဲ့အချိန်အခုလိုအကနီကသူ့ရဲ့ဖျားခင်ဖြစ်လာတာကလည်းအစွန်းရောက်ခြင်းကငယ်ကလေးကကလေးရဲ့ခေါင်းနဲ့ရိုက်သွင်းပေးလိုက်အဲ့ဒီကလေးကတည်တဲ့အထိသူ့ကိုယ်သူအစွန်းရောက်မှမသိပဲနဲ့သူလုံနေတာမှန်တယ်လို့ပဲထင်လိုက်မယ်အစွန်းရောက်တွေဆိုတာသူတို့ယုံကြည်တဲ့အရာအတိုင်းပဲလုပ်လို့ရှိတယ်အမှန်တရားရှုတော့တဘာဝအကြောင်းသူလုံနေတာတွေကိုအမှန်လို့ပဲထင်တတ်ကြတယ်ခေတ်တည်တာပြောင်းလဲလာတယ်ဘေးသရစ်စနစ်ဆိုရှယ်လစ်စနစ်ကွန်မြူနစ်စနစ်ဒီမိုကရက်တစ်စသည်ဖြစ်ပေါ့မူဝါဒတွေအများကြီးပြောင်းတယ်ဒါပေမဲ့ရင်းရှင်ဝါဒကိုတော့ပြည့်ဖြတ်လို့မရဘူးအင်အားကြီးရဲ့လူကတော့နိုင်ရစမြဲပါပဲဘေးသရစ်စနစ်မှာတော့အရင်းရှင်ဝါဒကတွေ့နိုင်ဆုံးပဲအရင်းစနစ်ဆိုတာအင်အားကြီးရဲ့လူကနိုင်ပဲဘေးသရစ်စနစ်ကကြတော့အာဏာရှိတယ်လောက်ပိုင်ဝင်ဖို့ရှိတယ် perfect ကွန်ပျူတာတော့ကြာမယ်ဒါပေမဲ့လည်းရင်းရှင်ဝါဒဆိုတာအမြဲတမ်းရှိနေမယ်ရပါဘေးသရစ်မှမဟုတ်ဘူးဘယ်စနစ်လာလူလောကကြီးရဲ့အင်အားကြီးရဲ့လူကအနိုင်စမြဲဆိုတဲ့ logic ကြီးကအမြဲတမ်းမှန်ကန်နေမှာပါအကနီကသူ့ဘာသာငြိမ်သက်လို့မရတဲ့မီးကြီးလောင်နေတဲ့လူတယောက်သက်တာပဲဒါပေမဲ့ရေခဲကကြီးမှာအခုလိုမီးကြီးဆွဲနေတဲ့လူကဆန်တို့ကယ်တင်ပေးသွားတယ်ဆိုတဲ့အချက်ကဆန်ကိုအကနီကသူ့ရဲ့ကယ်တင်ရှင်နေမကပဲလက်ဖျားဖြစ်ပါကူးဝဲလိုက်တယ်ဒါက over ကြီးလုံနေရမဟုတ်လူသားတွေရဲ့စိတ်ကိုအဲ့လိုပဲမှောင်မိုက်တဲ့နေရာမှာအလင်းရောင်ဆောင်လာပေးတဲ့လူကကူးွယ်စရာခိပြက်ကြီးထဲမှာလူတော်တွေကအာကူစရာသားသမီးတွေအတွက်မိဘဆိုတာအာကူစရာကိုအားကိုးနေရတဲ့လူကကိုယ့်ရဲ့လက်ဖျားပါပဲဘာသာရေးဆိုတာလည်းအားကိုးခြင်းလို့ကူးွယ်ကြတာပဲလေဆောင်းဝဲကြမှာကြောက်တဲ့ကောင်ကဖျားစင်စစ်ထိုင်ပြီးတော့ထိုင်ရှိခိုးပြီးတော့
ချူတောင်းပြီးဖះကိုအားကိုးမိလိမ့်မယ်ဖះကသူ့ကိုဘာမှမလုပ်ပေးပေမဲ့လူသားတွေရဲ့စိတ်ကတစ်ခုခုအားကိုးလိုက်နိုင်ပြီဆိုရင် comfort zone ကိုရောက်သွားတယ်လူက comfort ဖြစ်သွားတော့ easy ပဲပြဿနာကိုကျော်လွှားနိုင်လိုက်တယ်အားကိုးမှုကနေ self confidence အဖြစ်ပြောင်းလဲလိုက်ခြင်းတက်ပဲအပြင်လောကမှာလည်းလူတွေကဆင်းရဲဒုက္ခတွေနဲ့ကြုံရတဲ့အခါဒါဖះတခင်ရဲ့ဆန္ဒမှုပဲဒါမှမဟုတ်နတ်ဖះကငါ့ကိုကယ်တင်လိုက်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့တင်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုတီးဆောက်ကြပါတယ်လူသားတွေကအတိတ်ပဲမရှိရက်ဆက်လုံးတဲ့လောကကြီးထဲမှာရှင်သန်နေရတဲ့အခါစိတ်တမကြဘဲနဲ့ဆက်လျှောက်ဖို့အတွက်ရှင်သန်ခြင်းအတိတ်ပဲတစ်ခုခုမဖြစ်မနေဖန်တီးကြည့်လို့ရှိတယ်အေးခဲနေတဲ့ကမ္ဘာပြည့်ကြီးထဲမှာဘာကြောင့်ဆက်ရှင်သန်နေရမလဲဆိုတဲ့မိကွန်းအတွက်စံမှာအဖြစ်မရှိဘူးဒါပေမဲ့အကနီကိုနတ်ဖះအဖြစ်သတ်မှတ်လိုက်တဲ့အခါစံရဲ့ဘဝကချက်ချင်းအတိတ်ပဲရှိသွားပါတယ်ငါရဲ့နတ်ဖះလှုပ်ကြွေးမယ်ငါရဲ့နတ်ဖះရဲ့လမ်းစဉ်ကိုလိုက်မယ်ဆိုပြီးသူ့ဘဝအတွက်ရှေ့ဆက်ရှောင်းရမယ့်လမ်းစဉ်တစ်ခုရသွားတာပါစံကလည်းဒီလိုနည်းနဲ့ပဲသူ့ရဲ့စိတ်တရားတွေကိုကူစားပြီးတော့ရှင်သန်ဖို့ခွန်အားယူခဲ့တာဖြစ်ပါတယ်အပြင်လောကမှာလည်းလူတွေကလောကမျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာသူတို့ကယ်တင်ပေးမဲ့လူရဲ့အမားအမှန်ကိုခွဲခြားနိုင်စွာ critical thinking ကလုံးဝပျောက်ဆုံးသွားတတ်ပါတယ်သူတို့လိုအပ်နေတာအမှန်တရားမဟုတ်သူတို့ဒုက္ခတွေကနေပြီးတော့ကယ်ထုတ်ပေးမဲ့မျှော်လင့်ချက်ကိုပဲလိုချင်ကြတာအဲဒါကြောင့်မို့လို့ဒုက္ခရောက်နေတဲ့အချိန်မှာပေါ်လာတဲ့လူကဘလောက်ပဲရက်ဆက်လူဖြစ်ပါစေဘလောက်ပဲကိုကျိုးရှာရလူဖြစ်ပါစေငါ့ကိုကယ်တင်ပေးခဲ့ရပဲဆိုတဲ့အသည့်တစ်ခုတည်းနဲ့တင်အဲ့လူရဲ့အမှားတွေကလုံးဝဖုံးကွယ်သွားပြီးတော့နတ်ဘုရားတစ်ပါးလိုမျိုးတတ်မှတ်ကူးကွယ်မိသွားကြပါတယ်ဒါကိုအပြင်လောကအာနာရှင်တွေအယူလဲခိုင်းကောင်းဆောင်တွေကအကွက်တကြသုံးချလိရှိပါတယ်အကနီယခန္ဓာကိုယ်ကအမြဲတမ်းမီးရည်နဲ့တောက်လောင်နေတယ်ဒီမီးတောက်ကရေခဲကကြီးထဲမှာအထူးကြဆုံးကြောက်စရာအကောင်းဆုံးအားကိုးစရာအကောင်းဆုံးရပါလူသားတွေကမျက်မြင်ကိုယ်တွေ့မယုံနိုင်စရာအစွမ်းတွေမြင်ရတဲ့အခါအဲ့ဒါကိုတဘာဝလုံးအရာတွေဖြစ်တတ်မှတ်ပြီးတော့ကိုးကွယ်မှုစတင်တတ်ကြပါတယ်အပြင်လောကမှာလည်းလူတွေကနတ်ဘုရားတစ်ပါးကိုကိုးကွယ်ပြီးဆိုရင်အဲ့ဒီနတ်ဘုရားမှာရှိရမယ့်ဂုဏ်ပုဒ်တွေလူတွေကပဲတတ်မှတ်ပြီးလိုက်တာများပါတယ်ဥပမာနတ်ဘုရားဆိုတာဂိူးနာကြီးမားရမယ်အပြစ်ပေးရမယ်တရားမျှတရမယ်စတာတွေပေါ့အကနီကတကယ်တမ်းတော့နတ်ဘုရားမဟုတ်စိတ်တရားတွေပြည့်နေပြီးတော့တေချင်နေတဲ့တာမလူကြောက်ပဲဒါပေမဲ့ဆန်နဲ့သူ့ရဲ့နောက်လိုက်တွေကအကနီကိုမိရှန်နတ်ဘုရားဆိုပြီးတော့တင်ပြလိုက်တဲ့အခါအကနီကသူတို့ဖြစ်စေခြင်းနဲ့သူတို့ကိုးကွယ်ခြင်းနဲ့နတ်ဘုရားပုံစံအတိုင်းတရုပ်ပြပေးဖို့အတွက်ကိုဖိအားပေးခြင်းကိုခံလာရပါတော့တယ်ဒါကလူသားတွေရဲ့ကိုးကွယ်မှုထိထိမိမိတည်ရောလိုက်တာပါလူသားတွေကသူတို့လူရင်တွေပြည်ဖို့အတွက်နတ်ဘုရားတစ်ပါးကိုပုံဖော်ဖန်တီးကြပြီးတော့နောက်ဆုံးမှာအဲ့ဒီနတ်ဘုရားကပဲဘာသာရေးစီးမြင့်နေရဲ့ပြန်လည်ချုပ်ကင်မှုခံကြရတာပါစမ်းရဲ့ကူးကွယ်မှုကအစားအတော့ဖြူစင်ပေမဲ့နောက်ပိုင်းမှာကျတော့အကနီရဲ့တကယ်ဖြစ်တည်မှုမမြင်နိုင်တော့ပဲနဲ့သူမြင်ရင်တဲ့နတ်ဘုရားအကနီကိုပဲအတင်းစုချုပ်ကင်ထားပါတော့တယ်ဒါတွေကဘာသာရေးတွေမကပါဘူးကီဘော့တို့တခြားနယ်ပယ်တို့မှလည်းအဲ့တိုင်းပါပဲပရိသတ်တွေက artist တွေကိုကြိုက်ရင်းကနေ artist တွေဘက်ကဒီပရိသတ်တွေကြိုက်အောင်ပဲလိုက်နေပေးနေရတာမျက်မြင်ကိုတွေ့ပါပဲကိုရီးယားရဲ့ beauty standard တွေဘယ်လောက်မြင်လဲခင်ဗျားတို့လည်းအသိကြမှာပါဒါကတော့ Firebash Manga ဖတ်ရင်းကနေတွေးမိတွေ့ရအပိုင်းတင်ပါခုလိုလည်း Firebash Manga ဖတ်ဖို့အတွက်တကယ် recommend ပေးပါတယ်ပင် comment Telegram channel မှာ Firebash Manga မြန်မာဘာသာပြန်လာဖတ်လို့ရပါပြီ